ရှင်များပြမယ့် topic ကကြတော့ SQL software မှာရှိတဲ့ stock transfer အကြောင်းဖြစ်တယ်။ So stock transfer တဲ့ဝင်လိုက်ရင်ကျွန်တော်တို့ကနံပါတ်1က browse view တွေ့ရမယ်။ညာဘက်အပေါ်ဆုံးနောက်မှာ new edit delete တွေ့ရမယ်။ကိုက transition အသစ်အတွက် new function ကိုထွက်မယ်။ So new transition ရဲ့ရှေ့မှာအပေါ်မှာ document number ရိုက်မယ်။ document number မရိုက်ရင် new အနေနဲ့ပေါ်မယ်။ဒါ auto numbering အနေနဲ့ except4567 auto တက်သွားမယ်။ date ရှိမယ်။ agent area ရွေးမယ်။ header ပေါ်မှာကျွန်တော်နောက်တက်ရှိတာက code ကကြတော့ customer ကိုဆိုလိုတယ်။ဒီကောင်က customer ဘယ်ချိန်မှာချိန်ပေးရလဲဆိုရင် consignment အတွက် transfer လွှဲတဲ့ချိန်မှာပဲချိန်ရတယ်။အခု internal transfer အတွက်ဆိုရင်ချိန်စရာမလိုဘူး။ stock transfer ကိုဘယ်ချိန်မှာသုံးတာလဲ။ item တစ်ခုကိုကိုယ့်ရဲ့ internal မှာရှိတဲ့ item တစ်ခုကို from location ကိုယ့်ရဲ့ main store ကနေကိုယ့်ရဲ့ကိုယ်ပိုင် store ဖြစ်တဲ့ other location တစ်ခုရွှေ့တဲ့အချိန်မျိုးမှာကျွန်တော်အသုံးပြုတယ်။ units of measurement တွေထည့်ပြီးတော့ quantity ထည့်မယ်။ပြီးရင်တော့ update cost ကိုနှိပ်မယ်။ okay နှိပ်မယ်။ဆိုရင်တော့ cost တွေဝင်လာပါလိမ့်မယ်။ဒါဆိုအခု update cost ကမတွေ့ရဘူး။ဘာကြောင့်လဲ။ဒါဆိုကျွန်တော် column ထဲမှာ hide ဖြစ်နေလို့ column ကိုဖော်မယ်ဆိုရင်တော့ down arrow ကိုကျွန်တော် dot click နှိပ်ဒီထဲမှာကိုဖော်ခြင်းနဲ့ subtotal တွေ unit cost တွေကိုကျွန်တော်ဖော်ထားနိုင်တယ်။ update cost ကိုမလုပ်လဲပဲ system က auto နောက်ွယ်ကတွက်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုနှိပ်ချင်းကကျွန်တော်စိုးရင်စရာမလိုစိတ်ပူစရာမလို။ game များကျွန်တော်လုပ်ငန်းမှာ batch တွေတခြား base တွေ rate တွေမလိုအပ်ဘူးဆိုရင်တော့ဘေးက dot ထဲမှာ customize လုပ်နိုင်တယ်။ဒီထဲက rate တွေဖယ်မယ်။ batch module တွေဖယ်မယ်။ so other ကျွန်တော်လိုအပ်တဲ့လောက်ကိုဖယ်ထည့်မယ်။ပြီးပြီဆိုရင်တော့ကျွန်တော် save လုပ်လိုက်ရင်ရပါပြီ။ဒါ stock transfer အသုံးပြုနည်းပါ